welcome back to Happy Day Challenge ဒီနေ့ကတော့ Day 2 ဖြစ်ပါတယ်ဒီနေ့ Day 2မှာဘယ်ခေါင်းစဉ်နဲ့ဘာတွေပြောမှာလဲဆိုတော့ဒီနေ့ Day 2လေးရဲ့ခေါင်းစဉ်ကတော့ဖပူရဲ့စာအုပ်တော့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒါဒီနေ့ရေးထားတာကတော့စာရေးဆရာတိုးဆောင်ရဲ့ဒီသစ္စာဒီတော့ခါဝဲနည်းနည်းတစ်ပြင်စိတ်ဝင်ပြီးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်တူပေါ်တူထားရှိရဲ့မြစ်တာဘယ်လောက်လေးနဲ့တယ်ဆိုတဲ့အကြောင်းကိုဖော်ပြနေတဲ့စာအုပ်လေးတော့ဖြစ်ပါတယ်ဇာတ်ကြောင်းကိုတော့အသေးစိတ်ကိုပြောပြတော့ပါဘူးဘာလို့ဆိုတော့စာအုပ်ဖတ်ရတာနဲ့ပြောပြတဲ့ဇာတ်ကြောင်းတွေကဘယ်လိုမှခက်သားချက်တူမှာမဟုတ်ဘူးလို့ပြောပြတဲ့ဇာတ်ကြောင်းကလည်းဘယ်လိုမှပြည့်စုံနိုင်မှာမဟုတ်ပါဘူးအဲ့တော့ဒီစာအုပ်လေးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီစာအုပ်လေးပါသွားရှာပြီးတော့ဖတ်လို့ရပါတယ်စာရေးဆရာတိုးဆောင်ရဲ့ပဋိပစ္စာတည်တော့ခါဝဲနည်းနည်းပြည့်စစ်တပ်ဝင်ပြီးဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီဇလန်လေးရဲ့အဓိကဇာတ်ဆောင်လေးကတော့ပြည့်မှုလေးနဲ့နည်းနည်းမလေးထိတ်ထားလို့ဖြစ်ပါတယ်တော့ဒီစာအုပ်လေးကိုတိတိဖြစ်စေမတိတိဖြစ်စေများသောအားဖြင့်ကတော့စာရေးဆရာတိုးဆောင်ရဲ့အကျဉ်းလူတီစာအုပ်လေးကိုတော့ကြားလိမ့်မယ်ထင်ပါတယ်ဆိုအကျဉ်းလူတီစာအုပ်လေးကိုကြည့်ရဆိုလို့ရှိရင်အကျဉ်းလူတီစာအုပ်လေးကိုလည်းကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ဒီစာအုပ်လေးကိုလည်းကြိုက်နေတတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခေါင်းစဉ်ကဒီနေ့တာဝဲ challenge ကဖတ်ဖို့ရဲ့စာအုပ်တုံအကြောင်းပြောပြရမယ်ဆိုပေမဲ့ဘာလို့စာအုပ်အကြောင်းကိုအကုန်လုံးပြောပြရလဲဆိုလို့ရှိရင်ခုနပြောသလိုပဲစာဖတ်သူတွေရဲ့ဒီခံစားချက်တွေကစာဖတ်ရတာနဲ့တခြားသူတို့ပြောပြတာနဲ့ကဘလို့မှတူမှာမဟုတ်ပါဘူးအဲ့အတွက်တကယ်လည်းဖတ်စီချင်တာဖြစ်တဲ့အတွက်အပြည့်စုံမပြောပြရတာကဟောတာအပြည့်စုံပြောပြလိုက်တယ်ဆိုလို့ရှိရင်ဖတ်ဖြစ်ကြမှာမဟုတ်ဘူးလေနော်ဒီကတော့ဖတ်စီချင်ပါတယ်သွားပြီးဖတ်ကြည့်ကြပါဒီစာအုပ်လေးကိုဖတ်ခါလည်းနည်းနည်းကြာပြီဖြစ်တဲ့အတွက်တိတ်ပြည့်စုံတော့ပြောနိုင်မှာမဟုတ်တာဖြစ်တဲ့အတွက်ကိုယ်တိုင်လည်းဖတ်ကြည့်ကြပါအရန်ကိုကောင်းတဲ့စာအုပ်လေးတော့ဖြစ်မယ်ဆိုတာယုံကြည်ပါတယ်ဒီနေ့ challenge ကတော့ recommend ပေးခြင်းတဲ့စာအုပ်လေးလို့ပဲပြောလိုက်ပါမယ်။ဖတ်ပြီးတဲ့စာအုပ်ကြောင့်ပြောရတာ recommend ပေးခြင်းတဲ့စာအုပ်လို့ပဲပုတ်ခေါင်းစဉ် save လိုက်ပါမယ်။ဆိုတော့ဒီနေ့ conclude လုပ်ကြလို့ရှိရင်စာအုပ်လေးရဲ့နာမည်ကပဋိပစ္စာတော့ခါဝဲနည်းနည်းတစ်ပြင်စစ်တပ်ဝင်ပြီးဖြစ်ပါတယ်။စာရေးဆရာကတော့ဆရာတိုးဆောင်ဖြစ်ပါတယ်။ဆိုတော့နောက်နေ့မှာပြန်ပေးပါမယ်။နောက်နေ့မှာဘယ်လိုခေါင်းစဉ်တွေပြန်လာမလဲ။ဒီ topic တွေပြန်လာမယ်။ဆက်လက်ဆောင်ကြည့်ကြပါဦး။ Bye bye